Guten Abend ဒီဗီဒီယိုလေးမှာတုံညနေပြီးတော့20အထိကဏ္ဍအနေနဲ့ပတ်သက်ပြီးတော့ဂျာမန်လို့အမတို့လေ့လာကြရအောင်ဆိုတော့ပထမဆုံးအနေနဲ့တုံညကိုအမတို့ nu လို့အတန်ထွက်ပါတယ် nu တစ်ကိုတော့အမတို့က eins လို့အတန်ထွက်ပါတယ်ဒါပေမဲ့တစ်ကသူ့နောက်မှာတစ်ခုခုပါလာတယ်ဆိုလို့ရှင်တော့အမတို့က s ကိုဖြုတ်ရမှာပဲဖြစ်တယ်နံပါတ်2ကကြတော့ spine လို့အတန်ထွက်ရပါတယ်နံပါတ်3ကိုတော့ 3 4ကိုတော့မတို့က fear အဲ့မှာ4ရဲ့အတန်ထွက်ကမတို့အင်္ဂလိပ်စာမှာဆိုရင်တော့ fear နဲ့တူပါတယ် fear fear နဲ့အတန်ထွက်ခြင်းဆင်ပါတယ်ပေါ့ဆိုတော့ fear နံပါတ်5ကိုတော့မတို့က form flow အတန်ထွက်ရပါတယ်6ကိုတော့မတို့က sex လို့အတန်ထွက်ရမှာပဲဖြစ်တယ်နံပါတ်9ကိုတော့မတို့က 7လို့အတန်ထွက်ရပါတယ်10ကိုတော့မတို့က art 9ကိုတော့ 9 10ကိုတော့မတို့က same လို့အတန်ထွက်ရပါတယ်နံပါတ်11ကိုတော့မတို့က half 12ကိုတော့ spoof လို့အတန်ထွက်ရပါတယ်နောက်နံပါတ်13ကိုတော့အမတို့ကနောက်ဆုံးပေါ့နော်ကဏ္ဍကိုအမတို့ကအရင်ပြောရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့73မှာဆိုရင်တော့3က dry 10ကကြတော့ same အဲ့တော့ dry same 14ကိုတော့မတို့က fear same 15ကိုတော့ form same လို့အတန်ထွက်ရပါတယ်အဲ့မှာနံပါတ်16မှာအမတို့က6မှာတုန်းကအမတို့က6ပေါ့နော်အဲ့ 6မှာအမတို့က s ပါတယ်ဒါပေမဲ့16မှာတော့အမတို့ကဒီမှာ s မပါတော့16မှာဆိုရင်လည်းအမတို့က an ကိုဖြုတ်ပြီးတော့ဒီမှာ16ဒီလိုပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်18ကိုတော့အမတို့က art same 19တော့ nine same 20ကိုတော့အမတို့က expensive ဒီလိုမျိုးပေါ့နော်ဆိုတော့အဲ့ဒီမှာအမတို့က V is ear handy number နင်းရဲ့ဖုန်းနံပါတ်ကပါလဲပေါ့နော်ဆိုတော့အဲ့ဒီမှာ ear V is ear handy number ear ဆိုတာအမတို့ဒီမှာ formal အနေနဲ့သုံးသွားတာပေါ့နော် V is ear handy number နောက်တစ်ခု V is dining handy number dining ဒါကကြတော့အမတို့ informal အနေနဲ့သုံးသွားတာပဲဖြစ်ပါတယ် V is dining handy number အဲ့တော့ minor handy number is ဆိုပြီးတော့ဒီမှာနောက်မှာပေါ့နော်ကိုယ့်ရဲ့ကဏ္ဍကိုထည့်ပြောလို့ရတယ်ပေါ့ဥမာ39 1 2 3 4 5 6အဲ့လိုမျိုးပေါ့နော်ပြောမယ်ဆိုရှင်တော့ no 9 ein spine trying fear from sinks ပေါ့နော်စသဖြင့်ပေါ့လူမျိုးမတို့ပြောလို့ရတယ်အဲ့ဒီမှာမတို့ကဏ္ဍတွေကိုလေ့လာကြည့်မယ်ဆိုရင်တော့ပထမဆုံး eins ကကြတော့မတို့သူ့နောက်မှာပါရင်သူ့နောက်မှာတခုကပ်ပါလာမယ်ဆိုတော့မတို့က eins မှာ s ထည့်ပေးလို့မရဘူးထည့်စရာမလိုနောက်တစ်ခုအမတို့က6နဲ့9မှာထူးခြားချက်ရှိတာပေါ့နော်6မှာဆိုရင်တော့မတို့က6ပေါ့ဒါပေမဲ့16မှာဆိုတော့မတို့ s မပါတော့ဘူးအဲ့တော့16နဲ့60မှာ s ကိုဖြုတ်ရတယ်အဲ့လိုပဲ9မှာဆိုလို့ရှိရင်7 16နဲ့မှာတော့80မှာဆိုလို့ရှိရင်တော့ an ကိုဖြုတ်ရတယ်ပေါ့နော်ဒါလေးကိုတော့နည်းနည်းမှာတို့သိထားဖို့လိုပါတယ်ဆိုတော့ဒီမှာမတို့17နဲ့စနစ်ကကြတော့မတို့ဒါအကွဲထွက်တဲ့အရာလေးပေါ့နော်စနစ်က off စနစ်ကကြတော့ sport နောက်တစ်ခုကကြတော့20ဆိုလို့ရှိရင် expenses ပေါ့ဒီမှာ73နဲ့အမတို့ကဒီ19ပေါ့နော်73ကနေပြီးတော့အမတို့19အထိကို
ကြည့်မယ်ဆိုလို့ရှိရင်เนาะအမတို့ကအပေါ်မှာเนาะဒီ Train fear phones เนาะ 6-7 8 9ဒါလေးတွေနဲ့အမတို့ကဒီစိန်ပေါ့เนาะ30နဲ့ကပ်ပေးလိုက်ရတာပေါ့เนาะအဲ့တော့အမတို့ကဒါမဲ့တခုထူးခြားချက်ရှိတာတော့အမတို့6နဲ့ခွန်က S နဲ့ AN ပါတယ်ဒါမဲ့16 10ခွန်မှာတော့အမတို့S နဲ့ AN မပါဘူးပေါ့เนาะဒါလေးကိုတော့အမတို့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်ဆိုတော့ဒီနေ့အမတို့လေ့လာသွားတာကတော့အမတို့3ညကနေပြီးတော့20အထိဂျာမန်နဲ့ပတ်သက်တယ်ပေါ့နော်ကနန်းရဲ့အခေါ်လေးတို့မတို့လေ့လာသွားတာပဲဖြစ်ပါတယ် Danke, tschüss